အဲ့တော့သူ့ရဲ့ဘလုံးသူပြောတဲ့အရာတိုင်းမှာခြုံမြင်ပြီးတော့သူများရဲ့ရှေ့မှာဖြစ်သူရဲ့လှုပ်ဆောင်မှုဟာဘာလဲဆိုအလားဟာတာမဖြစ်ပဲနဲ့ဒီယူဆရာဖြစ်ဖို့အတွက်ကျွန်တော်ညွှန်ပြတာဒီဟာကိုတောင်းချင်းဖြစ်ပါတယ်လို့အဲ့ဒါကျွန်တော်ချင်းရိုးရာရဲ့အနှစ်သာရအဲ့ဒါရှေးရိုးရာနဲ့စဉ်းလာတာပေါ့နော်စားဆိုတာကြားလို့နေရာကစားမပိုင်တော့မဖြစ်ဘူးစားဆိုတဲ့အရာတိုင်းကအတိတ်ပဲမရှိတယ်မဲ့တော့စားမပိုင်မချိုနိုင်ဘူးဘယ်အရာမှအရာတာမခံနိုင်ဘူးဘယ်လောက်လာပါမှုရှိပါစေပေါ့ဗျာလူမှာတော့ဘာစလောကအတန်းကိုတော့ဒီစားနဲ့ပဲတော့ခတ်တော့အရာတာရှိပေါ့လူတွေအတွက်ဆွဲဆောင်နိုင်တာပေါ့ထောင်းနေအကျိုးထောင်းနေဆောင်းအနေနဲ့ပဲကြော်ရအောင်ဟုတ်ဘူးဒီပုတ်က6ညီကိုနာကို当把牛过那心爱怀马配，只弄那心的安天你，西阿不来晒的面马卡不，对也说那对个家说西阿不我那路个巴嘞，我帮牛下你配，结完帮巴嘞。กูนูเถอะกูว่าเพ่มีมันเสาเลยกูนูกูว่าเพ่กูบูกระไรแค่มีมันปาชุงเลยชีชาเฮ้ก็สักมันเอมงมีมันปาเลยกูนูกูว่าว่าไอ้เถอะวันบาเจกูนูพินไตอุกะแต่นี่ก็น่าก็ชีอ่ะงามสักยองก็กระไรช่องอ่ะมึงกูนูกูว่าจะทักจีลำทักมึงครึ่งบินเลยกูนูกูว่าမျိုးชานี่เพ่ลูกวันบาชีชาชีบินได้เลยทั้งปันปัดมึงမျိုးชานี่เพ่ลูกวันบากล้วยเด็ดมึงชานี่ส่งกล้วยมึงรับราเจวันอ่อนเจวันสกอนกุชิชาบินได้น่ะโลกทั้งမျိုးบินได้อุกะโลไม่公偷啦。